ဖြစ်တည်မှုတွေများတက်တက်ဒီကံမကြီးမမင်းနဲ့တွေ့တာအယံကံကောင်းတာမင်းပေးနာမှာခဏလောက်ဖြစ်ဖြစ်နေခွင့်ပေးပါသိရှိနေတာကိုတော့မင်းလေးကသိမှလာဒီရင်ဘတ်တဲ့ကိုမင်းအပြောလေးဒီကသွားငါရဲ့ရှစ်တွေ့မင်းကိုပဲပေးနေတန်ရောစဉ်ကျိုးတွေကဒီရဲ့ပုံတို့နေမင်းလေးရဲ့ပြောင်းမင်းလေးရဲ့ခန့်စုံခွင့်ပေးတဲ့ကံကြမ္မာကြီးကိုငါရမ်းပဲကျေးဇူးတွေတင်နေတော့လင်းနဲ့ထားတာပါပြေးတော့မသွားနဲ့ကွာမင်းလေးတယောက်ကိုသာစင်အမြဲထားရအရှင်များပေးလို့ထားတာပါသိရှိလို့ယူတာဆုံးရှုံးလို့ရပါအာမင်းအနာမြဲတဲ့ချီတင်တာပြုကိစ္စမှုများစွာပေးစလို့ထားတာပါပြန်ရှစ်ပင်မီစိန်ကားဒီကောင်းမှုတဲ့မှာမင်းအလောက်ကိုအိတ်ထီရမင်းပြီးနာကတဲ့ကောင်นี่ငါသိကြည့်မရစိတ်ဒုက္ခရောက်ပြီးနေပင်နေတိုင်းကယူမင်းရဲ့တကားမှာပြောနေငါရင်ထဲကိုအပ်တယ်လို့စူတန်မှုကြီးရဲ့အရှိကိုရဖို့တင်းရတဲ့နေ့ချိုးစားမယ်သူများလေးတော့ပြီးမချွေတက်တော့ငါကရှိုးသားတယ်ယူနေတော့သိကမရရတော့နေပေါ်ပြီးဆိုးရွားတယ်နောက်နေ့မနက်မေးလာမေးလမ်းကိုကြည့်ပြီးတော့အတူရှာငါရဲ့ရှိတွေမင်းမြင်တဲ့စိတ်ခါတည်းမှာပြတ်သွားပါပြောအဲ့ဒါလို့ရှင်းတဲ့သေးတယ်မင်းမကြိုက်တဲ့ຢာလုံးမီကိုပြောမော်နေဒီကပေးနေငါရဲ့ချစ်ကဖော်ရီကပါနေထက်လေးတဲ့ကြောက်ရဆန်တဲ့ကောင်မလေးကိုဆွဲလန်းသွားတဲ့ငါမင်းနဲ့တွေ့ခဲ့အရင်ကအမြဲတမ်းအားတဲ့ငါအမြဲတမ်းအားတဲ့ငါမင်းနဲ့တွေ့လို့တော့မှပါအဲ့ကားတဲ့ပူတာမရှိရှစ်တဲ့ပေါ့ပြောတော့မှမင်းအရှိကိုလိုချင်နေတာဒါငါရဲ့လောဘဖြူရောင်တဲ့ကလေးနဲ့ငါရဲ့ရှိတော့ရှော့လာပြန်ရှစ်ပေးနိုင်မလားကြောက်နေတော့ဖြစ်ပဲတက်တီဝန်တီတရားမှတဲ့ကြောက်နေတော့နေဆွဲသိရှိလို့ယူတာဆုံးရှုံးလို့ရပါအာမင်းအနာမြဲတဲ့ချီတင်ကပြုစားလို့များစွာပေးစလို့ထားတာပါပြန်ရှစ်ပင်စိတ်ကားရဲ့သိရှိလို့ယူတာဆုံးရှုံးလို့ရပါအာမင်းအနာမြဲတဲ့ချီတင်ကပြုကိစ္စမှုများစွာပေးစလို့ထားတာပါပြန်ရှစ်ပင်စိတ်ကားကြီး